တရားပွဲကိုงานเทศงานเทศဒါမှမဟုတ်ရင်งานเทศนางานเทศนาဒီလိုပြောလို့ရတယ်တရားနားထောင်နေฟังเทศฟังเทศဒါမှမဟုတ်ရင်ฟังธรรมฟังธรรมတရားစခန်းကိုให้ปฏิบัติธรรมให้ปฏิบัติธรรมဒါမှမဟုတ်ရင်สถานที่ปฏิบัติธรรมสถานที่ปฏิบัติธรรมတရားစခန်းသွားတယ်ပေါ့နော်ไปปฏิบัติธรรมไปปฏิบัติธรรมတရားထိုင်နေนั่งสมาธินั่งสมาธิစင်းကြံလျှောက်တာကိုကြတော့เดินจงกรมเดินจงกรมဦးစင်းဝတ်တယ်บวชพระบวชพระกูยินวတ်တယ်บวชเนนบวชเนนသီလရှင်ဝတ်တယ်บวชชีบวชชีတရားစကားလုံးလေးတွေနဲ့ပတ်သက်တာသိချင်တာရှိသေးတယ်ဆိုရင် comment မှာမှတ်နိုင်ပါတယ်ရှင်မင်္ဂလာပါ